တငင်ချင်းတူရောက်တောထဲမှာလှည့်လေသွားလာရင်မော်တစ်တာတလုံးကိုရှာတွေ့ခဲ့ကြပါတယ်ရုတ်တရက်တယောက်ယောက်ကအကူအညီတောင်းပြီးအော်ဟစ်နေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်သူတို့ဟာအတန်လာရဘက်ကိုချက်ချင်းပြေးသွားကြည့်ကြပါတယ်အဲ့ဒီမှာခြုံပုတ်တွေကြားထဲပိတ်မိနေတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရတာပါကောင်လေးကရှေ့ကိုတက်သွားပြီးအဲ့ဒီအမျိုးသမီးလွတ်မြောက်အောင်ကူညီပေးလိုက်ပါတယ်သူမကမျက်နှာပေါ်ကပဝါကိုဖယ်လိုက်တဲ့အခါမှာတော့ကောင်လေးဟာသူမရဲ့အလှအပကိုကြည့်ပြီးမြင့်တက်သွားပါတော့တယ်သူရဲ့အမျိုးသမီးတငင်ချင်းနှစ်ယောက်ကတော့ဒါကိုအကိတ်အသေးစောင့်ကြည့်နေကြတာပေါ့အမျိုးသမီးကကျေးဇူးတင်တဲ့အနေနဲ့သူတို့၃ယောက်ကိုသူမအိမ်မှာညစာစားဖို့ဖိတ်ခေါ်လိုက်ပါတယ်အိမ်ရောက်တဲ့အခါသူမကအစားအသောက်တွေစတင်ပြင်ဆင်ပါတော့တယ်အဲ့ဒီအချိန်မှာသူမဟာကောင်လေးကိုထူးထူးဆန်းဆန်းတွေလွတ်ပြပြီးမြူဆွဲနေတာကြောင့်ကောင်လေးဟာသူမအပေါ်တဖြည်းဖြည်းစိတ်ညွတ်လာပါတယ်ဒါပေမဲ့တကယ်တော့အဲ့ဒီအမျိုးသမီးဟာသူတို့၃ယောက်လုံးကိုတတ်ပြီးစားပြဖို့ကြံစည်နေတာပါတခါမှလည်းမင်းကလေးနှစ်ယောက်ဟာမော်တစ်တာကိုဖွင့်ဖို့စူးစမ်းနေကြပါတယ်အချိန်ချင်းစူးစမ်းပြီးနောက်မှာတော့တစ်တာပွင့်သွားပါတော့တယ်တစ်တာထဲမှာတောက်ပနေတဲ့ကြောက်တုံးတုံးကိုတွေ့လိုက်ရပါတယ်မင်းကလေးတယောက်ကအဲ့ဒီကြောက်တုံးကိုတေချာကြည့်လိုက်တဲ့အခါမှာတော့ဒီအင်ကြီးဟာစွန်းအတက်နဲ့စောက်ထားတာဖြစ်ပြီးအစွန်းအားလုံးကအမျိုးသမီးဆွဲထားတဲ့ဆွဲသီးကနေလာတာဆိုတာကိုသိသွားပါတယ်ဒါနဲ့မင်းကလေးနှစ်ယောက်ဟာဆွဲသီးကိုဖြုတ်ယူဖို့အစီအစဉ်ဆွဲလိုက်ကြပါတယ်အမျိုးသမီးကကောင်လေးအပေါ်မှာလည်းအာယုံစိုက်နေချိန်မှာမင်းကလေးတယောက်ကသူမလေပင်ကဆွဲသီးကိုတိတ်တဆိတ်ခိုးယူလိုက်ပါတယ်ဆွဲသီးလေးကျွတ်သွားရောလှပတဲ့အမျိုးသမီးဟာကြောက်စရာကောင်းတဲ့စိုးမကြီးအဖေပြောင်းလဲသွားပါတော့တယ်စိုးမကြီးကသူတို့ကိုစားပေးဖို့ရှေ့ကိုတိုးလာပေမဲ့မင်းကလေးတယောက်ကသူမခေါင်းကိုတုံနဲ့အမြန်ရိုက်ချလိုက်တာကြောင့်တတိလစ်သွားပါတယ်အဲဒီနောက်မှာတော့တနေချင်း၃ယောက်ဟာစိုးမကြီးကိုသူမရဲ့ဟင်းချက်အိုးကြီးထဲထည့်ခဲ့ပြီးအပြင်ကိုထွက်ပြေးလွတ်မြောက်လာခဲ့ကြပါတယ်